ပေကမနုယုံဖေယမောဃကာလနာခိပေဒါတို့ဘုရားဟောတာလေဟင်ဥဒိယဘုရားသင်္ခါရေတို့ပြုလုပ်နေတာတွေမှမများဖြစ်ပြီးပြက်မဲ့ဟာတွေလို့ဆိုလို့ဗျာဟင်ဘယ်ဟာလို့ဖြစ်ပြီးပြက်ကြတာပဲထင်တယ်ဟင်ဖြစ်ပြီးတည်တာပါရှိတော့ဟုတ်ကဲ့သူ့ရဲ့ခိုင်ခံ့မှုအားလိုက်လို့ဟောလားအပြည့်ကြီးနဲ့အပြည့်ကလေးဒါပဲကွာတယ်မှန်ပါဗျာတို့ကအပြည့်ရှိကြတာနဲ့အပြည့်နောက်ကြတာဒါတော့ကွာလိမ့်မယ်ဟင်ဘာလို့ပြုတ်ပြင်ပြီးလို့ရှိရင်သူပြည့်စည်မှာပဲတဲ့ဟုတ်ကလားဟဲ့မှန်ပါဗျာဘာလို့ပြုတ်ပြင်ထားတာတွေဟိုကွယ်သဘာဝမှာဟုတ်ပဲဟင်မှန်ပါပြုတ်ပြင်ထားတာတွေမှသများတဲ့ဖြစ်ပြီးပြည့်သွားမှာဒါကိုပိုင်းပိုင်းခြားခြားကိုပညာနဲ့ပြီးမြင်ခဲ့လို့ရှိရဲ့တဲ့ဗျဟုတ်ကလားအဲ့တော့ဖြစ်တဲ့လောက်ပြည့်ဟုတ်ကလားဟင်အဲ့တော့ပြက်ပြားတော့ပြန်ပြုတ်ပြင်ပေးရတယ်ဒါကိုနိဗ္ဗာန်လေးတဝါနာညင်းဝေလာလို့ရှိရဲ့တဲ့ဒါလည်းဖြစ်ပြီးပြက်ကြသွားတာကိုမြင်မှလည်းညင်းဝေမှာတယ်ဗျဟင်ဖြစ်ထားလောက်တာကြည့်ပြီးပြက်ထားမမြင်တဲ့ပုဂ္ဂိုလ်ညင်းဝေပါမလားညင်းဝေတယ်ပါဗျာဟင်ဖြစ်ထားလောက်တာကြည့်ပြီးပြက်ထားကိုမမြင်လိုက်ဘူးဆိုရင်ညှိဝင်နိုင်ဘူးဟုတ်ကလားအဲ့တော့ကိုလှုပ်တဲ့အလုပ်တွေကိုဖြစ်ပြီးပြက်သွားအဲ့တော့ဖြစ်တော့မကြည့်ပါနဲ့အပြက်ထအောင်ကြည့်ပါလို့ဟုတ်ကလားအဲ့တော့ဖြစ်ပြီးပြက်သွားတာကိုမြင်လို့ရှိရင်ညှိဝေစိတ်ပေါ်လိမ့်မယ်ဟုတ်ကလားတကယ်လို့ညှိဝေစိတ်ပေါ်လာခဲ့တော့တဲ့ဗျကိုကိစ္စလောက်တာကိုလုပ်ပါဟုတ်ကလားကိုကိစ္စကိုကြိုးစားကြဆန်းပါတဲ့ဒီလိုပြောတာတယ်တာကိစ္စမနုယုံသေးရဟင်မောဃကာလနာခိပယေသွားအလခမ်းနေရင်အချိန်မကုန်ကြပါစေနဲ့လို့ပြောတာဗျဟုတ်ကလားအချင်းကြီးတော့အချိန်နဲ့မကုန်ကြပါစေနဲ့တဲ့ဗျဘာဖြစ်လို့တို့လူဘဝကြခဲ့ဗျဟုတ်ကလားဟင်လူဘဝဒီခက်ခဲဆုံးထင်တယ်ဟဲ့ခက်ခဲဆုံးသူကဆံတက်မှရတဲ့ဘဝတယ်နဲ့ဟဲ့ဟင်အပေလေးဘုံဘဝကမျောလိုက်ုံနဲ့ရပါဗျာလုံးဖို့လိုသေးလားဟင်ခွေးဖြစ်ဖို့ဝက်ဖြစ်ဖို့ကြက်ဖြစ်ဖို့လုံးကြသေးလားဟဲ့လုံးကြပါဘူးဟင်ငရဲဒီမရောက်ဘူးလို့ရောက်ဖူးအောင်ဆိုလုံးဖူးသလားဟင်ပြိတ္တာဘုံရောက်ဖူးတယ်မှရှိဆိုလုံးဖူးသလားဟင်မလုံးဖူးတော့လည်းပဲမျောလိုက်တဲ့ပုဂ္ဂိုလ်တိုင်းမရောက်ဘူးလားရောက်ဖူးတာရဒီတဲ့ကမရောက်ဘူးသူရှိကြသလားဟုတ်ကလားမရောက်ဘူးမှမသိတာပဲရှိရဟင်ပြီးတော့တရိတို့30ပုံဟင်ဗြဟ္မဘုံ20ရှိတာဟုတ်ကွကာမဘုံက7ကိုကွကာမဘုံနဲ့အကောင်းဘုံက9တင်တယ်ဟဲ့နတ်ပြည်6ထပ်နဲ့တို့လူပြည်ပြောတာတင်တယ်ဟဲ့အဆိုးဘုံက4ဘုံတင်တယ်ဟဲ့ဆိုးကံတွေကိုမျောလိုက်ပြီးကျူတာကဆိုးဘုံတင်တယ်ဟဲ့သိုးပုံလေးကိုဆံပြီးအထက်ကိုတက်ပြင်ခုနကောင်းပုံခုနပုံတင်တယ်ဟဲ့ဒါကတော့ကံတစ်ခုပဲနေမှာလို့ကောင်းကံနဲ့ဆိုးကံလို့ဖွဲ့ရမှာပေါ့ဟုတ်ကလားတို့တော့လှုပ်တဲ့ပုဂ္ဂိုလ်ကတော့နှစ်ခုလုံးကောင်းတယ်ဆိုလို့ကြတာကြည့်တယ်ထင်တယ်ဟဲ့တဏှာလှုပ်သူကမကောင်းဘူးဆိုလို့တာရှိတာရှိပါဘူးရှိဘူးရမို့ဆုံးမေးကြည့်ပါလားဗျာဓမြမေးကြည့်ဗျာတခေါမေးကြည့်ဗျာမကောင်းဘူးဆိုလို့တာရှိဘူးထင်တယ်ဟဲ့ဟုတ်ကလားသူကလက်တလောကောင်းကောင်းသာကြည့်တာကိုဗျအဆုံးထိမှကြည့်ပဲဟုတ်ကလားဟဲ့ထမင်းကောင်းကောင်းသာကြည့်တာကိုရမစင်ဖြစ်မှကြည့်မှကြည့်ပဲဟုတ်ကလားသူထမင်းကောင်းကောင်းသာကြည့်တာတယ်ဟဲ့ဒီထမင်းကမစင်ဖြစ်မယ်ဆိုတဲ့အဆုံးထိသူသိလာကြည့်ဘူးသူလည်းကောင်းနေတယ်လို့လုပ်တာပါပဲဟုတ်ကလားသူတော့သူလုပ်တဲ့ဟာကစိတ်ကိုမျောလိုက်တဲ့အတွက်သူအောက်ပုံတန်းသွားတာတယ်ဟဲ့စိတ်ခိုင်းတဲ့တိုင်းလိုက်လုပ်တာတယ်လောဘခိုင်းတယ်လို့လိုက်လုပ်မှာဟဲ့ဒေါသခိုင်းတယ်လို့လိုက်လို့တာတယ်ဟဲ့ဟုတ်ကလားဟဲ့သွားမှာပဲတို့ကံထဲမှာကောင်းကံဆိုတာသူတစ်ပါးဒီပေါ်ကိုစားပါသေးလို့တောက်သေးလို့တဲ့ကံတယ်ဟဲ့သူတစ်ပါးဒီကိုချမ်းသာသေးလို့တဲ့ကံတယ်ဟဲ့ဒါတွေကတော့ဆံတဲ့အမှာတယ်ဟဲ့ကိုချမ်းသာတယ်လို့သူတစ်ပါးချမ်းသာဖို့ဆိုတာကိုစည်းစိမ်ညှပေးရမှာတယ်ဟဲ့လူချင်းလို့ရှားထားတာဘသူညှပေးချင်ပါမလို့ညှပေးချင်သူပေါ်လာဟဲ့ရှားရသလားရှားမယ်ဗျာတော့ပြောတော့ဆန်တဲ့ရတာတယ်ဟဲ့ဟုတ်ကလားဟဲ့ပြီးတော့တို့လောဘခိုင်းနိုင်ဒေါသခိုင်းနိုင်ကိလေသာခိုင်းနိုင်မလုံဖဲနဲ့
ဟုတ်ကလားလောဘကိုစောင့်သိဒေါသကိုစောင့်သိပြီးကံမီစောင့်သိဒါတို့သီလထင်တယ်ဟဲ့ဒီငါရောလူတိုင်းလုံနိုင်သလားဗျာသူလည်းဆန်ကြရတာဟုတ်ဗျာအဆန်ကတော့နည်းနည်းတော့ပင်ပန်းတာပေါ့ဗျာညှို့လိုက်တဲ့လောက်တော့ပဲသက်သာလိမ့်မလို့ဟုတ်ကလားဗျာအဆန်သွားလည်းပင်ပန်းအတက်ဆိုရင်ဘယ်ဟာဖြစ်ပြီးပင်ပန်းတာလဲလေအဲ့တော့ဒီလူပုံနာ6ထပ်ဒါကလည်းတို့ကံကကောင်းကံကသွားတာထင်မလားဟုတ်ကလားဗျာတို့ကံနဲ့ကောင်းတဲ့ဇံဆိုတဲ့လက်ထဲရှိတဲ့ကိလေသာကိုစောင့်သိမှုတွေမကတော့ဘူးဖြည့်ဆည်းမှုထိသွားနိုင်တဲ့ဟာမှာစံတယ်ဟဲ့ဒါကတော့ဒုက္ခတွေလက်ရှိကိလေသာကိုတခါတည်းတို့အမိုက်ပုံကိုပုံပြီးငိရှုပ်ဖြည့်ဆည်းပြစ်တယ်လို့ပြာကြတယ်လို့ဟုတ်ကလားဖြည့်ဆည်းဘူးသူရှိသလားဗျဇံကတော့လေရှိပါဘူးဗျဟုတ်ကလားဇံရှိလို့အရင်ကလောက်ခဲ့လို့ရင်ခုတည်းဒီထုံပါလာမှာပေါ့ဟုတ်ကလားတို့ကာမကိစ္စကြတော့အရင်ကလောက်ခဲ့ဘူးတော့အခုဒီဘဝမှာလဲဆရာမပြဘဲနဲ့တောင်တတ်ပါတယ်ဗျဒါအရင်ကလောက်ခဲ့ဘူးတာတွေထင်တယ်ဟဲ့တို့ဇံကိစ္စကြတော့ဆရာပြတာတောင်သဘောပေါက်လားဗျဒါမလောက်ခဲ့ဘူးတာတော့သိချတယ်ထင်တယ်ဗျသူကတော့ဒီလိုဆိုကိလေသာကိုရှုံ့မြိုက်ဖြက်ဖီးပြီးဟုတ်ကလားဆံပြီးဆံရင်တက်နိုင်တဲ့ဗြဟ္မဘုံရောက်ဖူးဖို့တော့တော်တော်ခိမ့်လိမ့်မယ်ဗြဟ္မဘုံ20ရောက်ဖို့တင်ဟဲ့သူ့ရောက်ဖို့တော်တော်ခိမ့်နေဟဲ့ဟုတ်ကလားနတ်ပြည်ကတော့တခါတလေလောက်တော့ရောက်ဖူးမှာပေါ့လေသူ့တော့ရောက်ဖူးတယ်ပဲပြောရမှာပါဟုတ်ကလားဟဲ့လူဘုံကတော့မကြာလောက်တော့ရောက်ဖူးတယ်ထင်တယ်ဟဲ့ဟုတ်ကလားအမြဲလားမကြာလားမကြာလောက်နေမှာပါဗျအမြဲတော့ဖြစ်နေမှာဟုတ်ကလားဘာဖြစ်လို့တော့တရက်အတွက်မှာရှိတဲ့စိတ်ကိုသူတည်တနာပြုတ်ကြည့်ဟုတ်ကလားတို့မောဟကတိရစ္ဆာန်သွားမှာဟုတ်ပဲအဲ့တော့အိပ်ပျော်နေတဲ့ညတဝက်ကပါစိတ်တော့ဟဲ့မောဟတယ်နဲ့ဟဲ့ဘာသိတော့အိပ်ပျော်နေတော့လိုချင်တာရှိတာဟုတ်ကလားမုန်းတာတွေဒေါသတွေရှိတာမောဟဗျာဒါညတဝက်ကလည်းတိရစ္ဆာန်ပုံသွားဖို့ထင်တယ်ဟဲ့သူလည်းမျောလိုက်သွားတာထင်တယ်ဆန်တက်သလားမျောလိုက်တာလားအဲ့သူမျောလိုက်သွားတာဟုတ်ကလားနိုးတဲ့အချိန်လေးကြမှာဒါတောင်းတုံမုံနေမှာပါတုံမုံနေမှာပါပဲဗျဟောတို့လိုချင်တာလေးတစ်ခုဘောမှလောဘကလာတာထင်တယ်လိုချင်တာလေးတစ်ခုရှိမှတို့လောဘသွားလာဗျဟုတ်ကလားတို့လိုချင်တာလေးတို့လက်ထဲရောက်လို့ဟုတ်လားသူ့စိတ်တိုင်းကြပါရင်လောဘကပြန်သွားတာပါကျန်တဲ့ချိန်မောဟအတိုင်းပဲတွေ့ဝေထင်တယ်မှတ်စိတ်မရှိရင်မောဟပဲထင်တယ်ဟုတ်ကလားဒေါသကလည်းသူမခံရင်စရာလေးတစ်ခါရှိမှတကွက်ဖထားပြီးဖြစ်တာဟဲ့ငါပွက်တယ်လို့ထင်တယ်ငါပွက်တော့ပဲနေမှာပါပဲဟုတ်ကလားသူ့စိတ်တိုင်းညသူပြုတ်ကျင်ပြရရင်ဒေါသကလည်းသိကျင်တာပြန်သွားတာပါပဲကျန်တာကတော့မောဟပဲကြံရတဲ့ထင်တယ်ဟုတ်ကလားအဲ့တော့မောဟကနေမှလည်းမောဟပဲဖြည့်ဆည်းတယ်ထင်တယ်ပြီးတော့တို့ထိုင်းနေရင်းနဲ့စိတ်တွေတောင်စင်ရင်မရတွေးတွေကမဝင်ဘူးလားဗျအဲ့ဒါကိုလည်းသာကဥဒိစ္စမောဟပါဗျာဒါတော့ကျင်းလာဟဲ့တို့တဲ့ချိန်လေကြံစိတ်တွေတောင်စင်ရင်မရဟဲ့အတွေးတွေတခါတလေတစ်ခုတည်းမှာဝဲလှဲ့နေတယ်လို့ဒီကိစ္စကိုလုပ်ရကောင်းမလုပ်ရကောင်းမလားချီတုံချတုံလေးရောဖြစ်တတ်ဘူးလားဟဲ့တန်းလည်းမောဟပဲတန်းလည်းမောဟပဲအဲ့တော့မောဟက24နာရီမှာဘယ်လောက်ဖြစ်ပြီးထားတော့ဟဲ့အများဆုံး23နာရီတော့ရှိနေမယ်ထင်ပါလားဘယ်လောက်ရှိမယ်ထင်တော့24နာရီမှာမောဟကတိရစ္ဆာန်ဖြစ်မဲ့စိတ်ပေါ်လေမျိုးစေ့ကဘယ်လောက်ရှိမယ်ထင်တော့အများဆုံးလားဟုတ်ကလားဗျသူဒီပထမဆွဲမှာထင်တယ်ဗျာဟုတ်ကလားလောဘကလိုချင်တဲ့စိတ်လိုချင်တာလဲတို့တနေ့တာလုံးလေမှုရလဲရမှုတို့မြို့မှာလဲရောင်းဝဲရောင်းဝဲမှုယုံလဲယုံမှုသူလိုချင်တာလေးလဲဒုတိယတော့လိုက်လိမ့်မယ်ထင်တယ်ဟုတ်ကလားလိုချင်တာမရတဲ့အချိန်မှာဒေါသလာလိမ့်မယ်ထင်တယ်လိုချင်တာလက်လို့ဆုံးရှုံးမှဒေါသလာလိမ့်မယ်ထင်တယ်ဟုတ်ကလားလိုချင်တာလက်ထဲကပြည့်စည်သွားမှဒေါသလာလိမ့်မယ်ထင်တယ်အဲ့တော့ဒေါသလာတာနဲ့ဒုတိယလိုက်တာတော့လောဘပဲထင်တယ်တနေ့မောဟဒုတယ်အကြီးဆုံးထင်ဗျာဟုတ်ကလားလောဘကလှုပ်ချင်တာလှုပ်တာတော့ဘာမှမသိတော့မှလှုပ်တာအကြိုက်ကြီးလေးဘာမှမသိတော့လေးထင်တယ်အကြိုက်ကြီးလေးဘာဖြစ်ဆိုတဲ့စိတ်ပေါ်လေးထင်တယ်ဒီလိုဆိုလောဘဖြစ်တာတော့မောဟလိုက်သေးထင်တယ်ဒေါသဖြစ်တော့တော်ဒေါသဖြစ်လာပြီဆိုရင်ဘာဖြစ်ဘာသိတော့ထင်တယ်ဖြစ်ချင်တာဖြစ်ဟုတ်ကလားရှေ့ရောသူပြန်နေသေးလားနောက်ကပြန်နေသေးလားဒီလိုဆိုဒေါသဖြစ်တာတော့မောဟကလိုက်တုံးထင်တယ်တိုင်းတို့24နာရီမှာဘသူကြီးစိုးတော့ဗျာမောဟကြီးစိုးတယ်မောဟမျိုးသေးတယ်ကြီးတယ်ဗျာဟုတ်ကလားအဲ့တော့လူဘဝရောက်တုံးလေး
ကောင်းမှုပြုမယ်ဆိုဖရာဆွမ်းတော်ကဘူးလားဗျာဒါတော့ဩကာသရလို့ဆိုတာဗျာဩကာသဆိုတဲ့အတိုင်းစိတ်ကပါသွားတာလားဟုတ်ကလားဟင်ဘာလို့မောဟနယ်တွေကဆိုနေတာထင်လဲဟင်ကိုယ်စိတ်နဲ့ကိုယ်ဆိုတာလားရလို့ဆိုနေတာလားဟုတ်ကလားဗျာကစိတ်ကြီးနဲ့ဘာမှမထူပါဘူးဗျာကစိတ်ကြီးတဲ့ဟိုထဲတဲ့ခွေထားဩတာထမဟင်တို့ကောဗျာဩကာသတဘောလုံးဖရာစီတဲ့ရောက်ပါဟင်အမေကောင်းမလားလို့သွန်းထွက်လောင်းတော့လေဘုန်းကြီးတပိနဲ့ကိုယ်စိတ်နဲ့တဲ့လားတဲ့မဟုတ်ပါဘူးဟုတ်ဗျာကောင်းတာလှုပ်ထားတဲ့တော့မောဟကင်းလားဗျာဟင်အဲ့ဒီကောင်းမှုလုပ်တဲ့မောဟကအနှုတ်အောင်ဟာရဟင်ညာချာညာကြီးမလုံးနဲ့ဒီလောက်ဆိုတော်ရောပေါ်နေမှာဟင်အထက်တက်မှာဆိုလို့အထက်တက်မှာဆိုလို့ဟုတ်တယ်နဲ့ဟင်ညာကြီးလှုပ်ခွင့်ပြုလားဟင်မောဟကညာကြီးလှုပ်ခွင့်ပြုလားကောင်းမှုတော့ညာကြီးလှုပ်ခွင့်ပြုဘူးရဘာလို့ဆိုသူ့ငယ်တွေကလွတ်တော်မှာဆိုလို့လေဟုတ်ကလားဟဲ့အင်းညာကြတော့ကောတရက်တစ်ချိန်တော့ဖရာအာယုံပြုဦးမဘေးဆိုပြီးတော့ဖရာဘုတ်တဲ့ထင်အင်းဖရာကောမတက်ဘူးလားဟင်ဘယ်လောက်ကြာတော့ဟင်အဲ့ဒီချိန်မှာကောပဲနဲ့တော့တကယ်ကိုဆိုတဲ့သကလုံးပေါ်မှာတတိတင်းပြီးတော့သကလုံးပေါ်မှာတတိနဲ့အဲ့လိုဆိုတာလားရလို့ဆိုတာလားဒီမှာတော့မောဟနယ်တွေကဖြတ်သွားနေတာဟုတ်ကလားဟဲ့ဒါရင်တရက်ဘသူအများဆုံးလုံးညာမောဟများတော့ဒီလိုဆိုမောဟသည်တရိစ္ဆာန်ဖြစ်မှာဆိုတော့ဘယ်မှာတို့အရောက်များဆုံးလို့ဟုတ်ကလားတရိစ္ဆာန်ရဲ့ညင်ကတော့ကြိုက်တယ်လို့ဟင်လိုက်တော့တာတယ်ဟဲ့ခွေးဟုတ်လားမွေးကြီးကြားကြည့်ဟုတ်ကလားဟင်ဒုမျက်စိမျက်မြင်ကတော့ခွေးနေမှာပါပဲဟုတ်ကလားဟင်ဟိုကြားတော့ဘာတော့တော်တယ်ဆိုတော့လူတိုင်းမတွေ့နိုင်ပါဘူးဟုတ်ကလားသူတို့ကြိုက်တယ်လို့ပဲထင်တယ်ဟဲ့စောင့်သေးလားဟဲ့ငါဒီလိုလိုက်လို့သူခမကြောက်လို့ပြေးရှာတာဆိုပြီးတော့နားနေရသလားဟဲ့ဟုတ်ကလားဗျာမိပြန်တော့ဟိုကတောင်းမှလိုက်တာသူ့တက်ကလေးနှမျောလို့လေတစ်ဖက်ကအဲ့တော့ကြားကြီးอ่ะဟောကိုချင်းစာတက်ကလေးနဲ့လွတ်လိုက်ရောလားဟုတ်ကလားဟဲ့ကြိုက်တယ်လို့လိုက်တာပဲထင်တယ်မကြိုက်တော့ကမကြိုက်တယ်လို့တိုက်တာပဲထင်တယ်မသိတော့ကမသိတယ်လို့လိုက်တာပဲထင်တယ်ဒီစိတ်တီတို့တရိစ္ဆာန်တီကပါလာတဲ့စိတ်တီတို့စိတ်မဟုတ်သေးဘူးဒါတို့စိတ်လူစိတ်စစ်ဟုတ်လားဟိုကပါလာတဲ့စိတ်ဟုတ်ကလားအခုပဲနဲ့တော့ဘာလားအမွေရတုံးနေကြသလားလက်ထပ်ပွားတုံးနေတာဘာပြောခြင်းတုံးကြဟုတ်ဘာပြောခြင်းတုံးခမမော့ခြင်းနေမကျင်းနာဖူးနဲ့တူတယ်မကျင်းနာဖူးလားခမကျုပ်ကတော့မကျင်းနာလို့မော့ကြည့်တယ်ထင်လားရခုအမွေရပစ္စည်းလေးပဲထိုင်တုံးနေတာလက်ထပ်ပွားလေးနဲ့မကြိုးစားခြင်းကြဘူးလားဘယ်တော့သူ့နေရရထင်တယ်ဘာလို့အခွန်ခါပေးပြီးလုံးမှာဒါတော့လွတ်လွတ်ကျွတ်ကျွတ်တော်လာပြီးလုံးမလားခွန်ခါပေးပြီးလုံးမလားဟုတ်ကလားဗျာခင်ဗျမတော်နိုင်ရဘူးလားမတော်နိုင်ရဘူးလားဗျာဟိုဟာလာဟိုရှင်တော်လေးကနေစိတ်ကူးရတာထင်တယ်အပြင်ထွက်စိတ်ကူးကြားသွားမှာဆိုလို့ဟုတ်ထင်တယ်ခင်ဗျအဲ့တော့ဟိုတရိစ္ဆာန်အဖြစ်အများဆုံးပဲဟုတ်ကလားဒီတိုင်းဒီစိတ်ကြီးနဲ့ဟိုဘာတော့အမွေရပစ္စည်းနဲ့ဆက်လုံးမယ်ဆိုရင်တော့ဘယ်ပြန်မှာတော့ဟုတ်ကလားပြန်ကျင်ကြတာပေါ့မပြန်ကျင်တော့မပြန်ကျင်ပါဘူးဆိုတော့ဘာတော့ပြမပြန်ကျင်တော့မပြန်ကျင်ပါဘူးဆိုတော့သူ့တော့လေသူ့လူခါလေးစားထားတော့ပြန်ပါအောင်မယ်ပေါ့ဘာပြောချင်တာတော့ဗျသူ့ခါလေးစားထားတော့လားအဲ့တော့တို့ဒီ30ပုံလဲတယ်ဆိုတော့လည်းတို့တိရစ္ဆာန်အဖြစ်များသောဟုတ်ကလားဗျာတို့ဓမ္မဘုံကတော့တော်တော်ကိုရှားပါတယ်ဟုတ်ကလားနတ်ဘုံဆိုတော့တီလစင်ကြဲတဲ့ဌာနကတော့သွားပါလိမ့်မယ်တလီတစ်ခေါက်တော့ရောက်ပါလိမ့်မယ်ဟုတ်ကလားလူဘုံကလည်းတို့ပြုတဲ့ကုသိုလ်လေးဟောလားဟိုဘက်ကတရိစ္ဆာန်ဖြစ်မဲ့ဟာတွေပေါ့လေတရိစ္ဆာန်တဘဝဖြစ်လိုက်ရင်တော့ဘဝ100လောက်သက်တိုက်လို့ဆိုတယ်ကွသာကတော့တရိစ္ဆာန်ဘဝ100လောက်မှတို့တဘဝပြန်ပြန်ရဟုတ်ကလားဘာလို့ဟိုဘက်ကမောဟကံကအကျိုးပေးဆက်ပြီးကျိုးပေးလို့အားနေပြီဆိုမှဒီကကံလေးကထတာပြီကောင်းကံလေးကအလှည့်ကျခွင့်ရတယ်ဗျာအဲ့တော့တရိစ္ဆာန်ဘဝ100လောက်မှလူတစ်ခေါက်ဆိုတော့သူကလူကြီးကဧည့်သည်ဖြစ်နေတယ်ဗျာဒိဋ္ဌံကြီးကကိုယ်အိမ်ဖြစ်နေတယ်ဗျာဟုတ်ကလားဗျာပြီးတော့သူရှားဖွေတဲ့ပစ္စည်းလေးကောင်းတာဖြစ်ဆိုတာဖြစ်ဟုတ်ကလားအယူနဲ့ထိုက်တာနဲ့ပစ္စည်းလေးတော့သူနှမျောတာပဲထင်လိုချင်တာပဲထင်တယ်သူ့ထဲထည့်ထားတာကိုစုံလို့ပြည့်ရသလားဗျရခင်မင်းနာပဲဗျဒုတိယခင်မင်းသိလိုက်တဲ့အတွက်တိတ်တာဖြစ်တာဒုတိယလိုက်တယ်အိမ်ဆွဲအိမ်နာမကြုံမလို့လေ
ဟုတ်ကလားဗျာဒါဆွဲသားနာသမီးဆွဲသမီးနာမကြုံလို့ပေါ့ဗျာဟင်ဆွဲတဲ့နေရာလေးညှိတာလေဟုတ်ကလားနေသည်ဖြစ်စေများသည်ဖြစ်စေဆွဲညှိတာပဲဟင်ကြိတ်တာကဟင်အဲ့ဒီကိုခင်မင်းစိတ်ကပို့မှာလေဟုတ်ကလားတို့ရန်ကုန်တော့ကတို့နဲ့အတူနေပုဂ္ဂိုလ်တော်ကရှောက်ဖူးပါတယ်တခါကြီးပါပဲဟုတ်ကလားဟိုရွှေကျင်တဲ့ဘက်ကသူ့ဖေကတတော်ဝန်တောက်ကြီးအဲ့တော့ရှိခေကတော့တော်တယ်မှာတို့ပါလားဘန်ကလိုဆိုတာရှိတယ်လေအဲ့ဒီမှာတို့နေတယ်နေရင်းနဲ့သူ့အိမ်ကတို့အစီကံခေါ်မှာပေါ့လေအမျိုးသားပေါ့ဟင်အဲ့ဒါကအဲ့ဒီဘန်ကလိုမှာနေရင်းနဲ့တော်တယ်မှာပဲပျက်စီးသွားတော့ညကြတော့ချံပေါက်ထွက်ကပတော့ပင်အောက်ကသူ့တန်ကြားတယ်ဟုတ်ကလားနားထောင်တော့လူတန်ပဲဟုတ်ကလားတေးသေးချာနားထောင်တော့လူစကားမဟုတ်ဘူးတဲ့ဟင်အဲ့တော့သူ့ဖေကနေတော့ဒီကောင်းမကျုပ်ဖို့ဒီနားမှာရှိရမယ်အဲ့တော့အဲ့မင်းတို့ပတော့ပင်အောက်ကိုရှောက်ပြီးတော့တူးကြည့်ကြဆန်းကွာဆိုတော့နောက်ရမနဲ့ကျတော့ခိုင်းလို့ပဲခိုင်းတော့တူးကြည့်တော့တို့ကလည်းဖေးတံတောက်ဘူးလေးတွေတူးမှာပါဗျလင်ကွန်းတို့ဘလူးစတာတို့ဆိုတာလေအဲ့ဒီလင်ကွန်းဖေးတံတောက်ဘူးလေးတွေမှာတို့ရှေးခေတ်ကမြေစီအိုးလေးရှိပါဗျဒုတ်တန်လေးတွေနဲ့လောက်ရတာလေပန်းလေးတွေနဲ့ပြုတ်ခစ်တင်တယ်ပြုတ်ခစ်ကသုံးတဲ့မြေစီအိုးလေးတွေလေမဲလေးတွေတူးရလိမ့်မယ်အယိုးလေးတက်ပြီးတော့ဝါယိုးလေးနဲ့တက်သွားတာလေအဲ့ဒီဖေးတံလေးမြေဖေးတံလေးတစ်ခုနဲ့ငွေတမှုကိုလင်းကုန်းတန်ဘူးနဲ့ထည့်ပြီးအဲ့ဒီတမြုပ်ထားတာလေပတောက်ပိန်အောင်ဟင်အဲ့ဒါဆွဲလို့အဲ့ဒီမှာပြိတ္တာဖြစ်တဲ့ကြည့်ဟင်ဘယ်လောက်တန်ဖို့ရှိတော့ဟဲ့ဟင်အဲ့တော့တန်ဖို့ကြီးမှဆွဲမှာလားကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေခင်မင်းစိတ်ကဒီနေရာမှာဆွဲဒီနေရာမှာညှိတယ်ဟုတ်ကလားဗျာဟင်အဲ့တော့ပြိတ္တာတွေတို့ဒုတိယဖြစ်များဆုံးထင်တယ်ဟဲ့ဟုတ်ကလားငရဲကတော့အလုံးကိုဒုစရိုက်မှုကျွလွန်နေပြီးဘာမှမတိတတ်တဲ့ဟာမျိုးတာပါဟင်ဘာနဲ့ပြောရင်တော့လူတရိတ်ဆန်ခေါ်မှာပေါ့ဟင်တည်ရတာရဲတာတွေလေဒါတော့ပဲရောက်တတ်ပါတယ်လို့စာကဆိုပါတယ်ဟုတ်ကလားဟဲ့အဲ့တော့တို့ဖြစ်လာခဲ့ကြတာမျောလိုက်တဲ့တွေ့တရိတ်ဆန်ပုံမှာအများဆုံးဟုတ်ကလားအဲ့တော့တို့တရိတ်ဆန်ပုံကနေပြီးကောင်းကုသိုလ်ကောင်းမှုလေးတစ်ခုကြောင့်လူဘဝရောက်လာပြန်တော့လေတရိတ်ဆန်ရင်မပြောက်ကြဘူးဟုတ်ကလားဟဲ့ပြောက်ကလားဟဲ့အဲ့တော့တို့ဒီ24နာရီမှာကောင်းမှုပြုတဲ့အချိန်ကဘယ်လောက်များတော့ဟဲ့ပြောပါလောက်ဟုတ်တယ်ဟုတ်ကလားဟဲ့ဒီလိုဆိုရင်ကြောက်တီပေါင်းမြောင်များစွာကကောင်းမှုဆိုတာလေးဟာဗရမများတစ်ပွင့်လောက်ပဲရှိတယ်နဲ့ကြောက်တီရတော့ပဲကြည့်ရှိမှာပါဗရမများတစ်ခုကြတော့ဘယ်လောက်ရှားတော့ဟုတ်ကလားဟဲ့အဲ့တော့တို့ဒီကောင်းတဲ့စေတနာလေးဟာ24နာရီမှာမပြောပလောက်တာလေးပွင့်တာဟုတ်ကလားအဲ့ဒီမပြောပလောက်တဲ့အပွင့်လေးကအလှဲ့ကြလို့တို့လူရည်လို့လာဖြစ်တာဗျာအဲ့တန်ဖိုးဘယ်လောက်ကြီးမလို့ဟဲ့ခက်ကြားကရလာတဲ့လူလို့ဆိုရလိမ့်မယ်တင်ဗျာတိုင်းလူဘဝဘယ်လောက်တန်ဖိုးကြီးတော့ဟုတ်ကလားပြီးတော့ဒီကနေပြီးလူမနလူမဗမာလူမအရိယာပုံကြည့်သွားခွင့်ဟာဒီမှာရှိတယ်တင်ဟဲ့ဒီမှာရှိတယ်ဟုတ်ကလားဗျာဟုတ်ကလားဒီမှာအဲ့ဒီခွင့်ကြီးတွေအများကြီးရှိတယ်လူဘဝမှာအဆင့်တက်နိုင်အဆင့်တက်ခွင့်ခေါ်လားတက်ချင်တက်ခွင့်ခေါ်မှာပေါ့လေဟုတ်ကလားရောက်မှပြောတာမဟုတ်ပါဘူးတက်ချင်ကြရင်တက်ခွင့်ရှိတယ်ဒါလူခွင့်ရေးထင်တယ်ဟဲ့လူမနတ်ကိုလည်းတို့ဒီလူဘုံကတက်ရမှာထင်တယ်ဘာဖြစ်လို့တော့ကိုယ်နဲ့စိတ်ကောင်းကံကိုပြုတ်နိုင်တာလူဘုံပဲထင်တယ်ဟဲ့နတ်ဘုံကြတော့ကောင်းမှန်းသိတယ်တို့လူကိုရှိလို့လားဗျတော့ဗုဒ္ဓရုပ်တွေကိုရအဲ့တော့တို့မှဒီကပါသွားမှတယ်ဗျဟုတ်ကလားလုတ်ပိုင်ခွင့်မရှိဘူးဟုတ်ကလားဗျာတို့ဆင်ကြီးတွေကြတော့တို့တဲ့လုတ်ပိုင်ခွင့်ကံအားကောင်းထင်တယ်တို့တော့တို့လိုညာရှိသလားတို့တော့ရှိပြန်ဘူးဟုတ်ကလားဗျာဟောတို့ကတော့လုံနိုင်တဲ့ကံအားလည်းရှိဗျာဟုတ်ကလားသိနိုင်တဲ့ညာအားလည်းရှိတယ်ထင်တယ်ဟဲ့တိုင်းလူခွင့်ရင်ဘယ်လောက်ကြီးတော့ဟဲ့ခွင့်ရင်ဘယ်လောက်ကြီးတော့ကြိုက်တာကိုယူလို့ရဟုတ်ကလားနတ်ပြည်လောက်မဟုတ်ဘူးဓမ္မဘုံကြီးဟောဒီကသံပွားရမတက်နိုင်ဘူးလားဟုတ်ကလားဓမ္မဘုံလည်းတယောက်တည်းနဲ့ပြတ်တာပဲနတ်ပြည်ကတော့2ယောက်ပေါင်းပြတ်ကြအောင်မှာပါပဲဟုတ်ကလားလူပြည်ပြတ်တယ်လို့ပါပဲနတ်ပြည်လည်းဘာမှထူကြပါဘူးသူကကာမဘုံကိုကွသူ့ကိုလိုလားကိုသူလိုလားနဲ့ဖြစ်ကြအောင်မှာပါကိုကတော့ဇံဘုံဖြစ်တဲ့အတွက်သူကလည်းဘယ်သူမှဖြစ်သေးဘူးဘယ်သူမှလည်းသူ့မဖြစ်သေးဘူးထင်တယ်ဟုတ်ကလားအ ਨੇ ဆုံးသူ့ကိုသူ့စားတဲ့ထမင်းကတော့ဖြစ်သေးဘူးထင်တယ်ဓမ္မဘုံမှာစားမရှိဘူးလေဇံညောင်းဖြစ်တဲ့ PTR လေးနဲ့ပြရတာဟုတ်ဗျ
ပီတိပဲခေါ်သွားပြီပီတိလေးပဲအစာရှိတယ်တို့တို့သမင်းနေဟင်းနေထည့်ရတာမဟုတ်တဲ့အတွက်သမင်းဟင်းဖြတ်ထားတောင်းသူခံအောင်ဟုတ်ကလားတို့တော်လည်းပဲဓမ္မလည်းသူ့ဟာသူတော့ဖြစ်အောင်လုပ်ထားတာပြောဦးမှာပဲထင်တယ်သူလည်းသင်္ခါရနဲ့ပဲတဲ့ကဟိုကွဒီကနေဆန်နဲ့သူကပြုတ်လို့သွားတာဟုတ်ဟင်ဓမ္မယုတ်ကိုဒီကထုသွားတာထင်တယ်ဟဲ့ဓမ္မယုတ်ကိုဒီကထုသွားတာဗျဟင်ဆန်နဲ့ထုသွားတာထင်တယ်ဟဲ့အဲ့တော့သူကလည်းပြုတ်ပြင်မှုမကင်းတဲ့အတွက်ဟုတ်ကလားတူးတဲ့ပြက်အောင်မှာပဲဟုတ်ကလားဗျာဟင်တကယ်လို့တို့အရိယာထိအောင်ရောက်လို့မရဘူးလားရနိုင်တာပဲဟုတ်ကလားဘာဖြစ်လို့တို့လူဘဝတွေမဟုတ်ဘူးတို့သာသနာနဲ့ကျုံနေတယ်ဆိုတဲ့ခွင့်ကြီးတစ်မျိုးတိုးလာလို့ထင်တယ်ဟင်ဘုတို့ခွင့်ကြီးနှမျိုးထင်တယ်ဟင်လူဘဝဆိုတဲ့ခွင့်ကြီးရဲ့သာသနာနဲ့ကျုံနေတယ်ဆိုတဲ့ခွင့်ကြီးရဲ့နှမျိုးထင်တယ်ဗျနှမျိုးတိုးနေတယ်အဲ့တော့သာသနာနဲ့ကျုံတဲ့ခွင့်ကြီးဟာသာသနာသည်နေယာနိကထင်တယ်ဟင်သာသနာကလွတ်လန်းကိုပြနိုင်တဲ့လမ်းစီရှိတယ်ဟုတ်ကလားဗျာကျင့်ခြင်းတဲ့ပုဂ္ဂိုလ်များတော့ဟောတိလန်းဆိုကိုတိတိပပပြနိုင်တယ်ဟုတ်ကလားဗျာသာသနာစိတ်သုံးသေးဘူးထင်တယ်ဟဲ့အရိယာမစိတ်သုံးသေးတယ်ဗျာသာသနာစိတ်သုံးသေးဘူးဟုတ်ကလားဗျာအဲ့တော့တွမ်းမယ်ဆိုရင်ဘယ်သွားခြင်းဗျာနိဗ္ဗာန်ကိုဟောဒီတိုင်းတဲ့သွားကွာဟုတ်ဗျာနတ်ပြည်ဆိုနည်းနည်းလေးတော့ချိုးဟေးဒီလိုထင်တယ်ဟင်ဓမ္မပြည်ဆိုဟိုဘက်နည်းနည်းလေးတိန်လိုက်ဒီလိုထင်တယ်ဟင်ဒီကိုနိဗ္ဗာန်သွားတဲ့လမ်းကနေနည်းနည်းလေးတိန်ရမှာထင်တယ်ဟဲ့ဟုတ်ကလားဟင်ငရဲပြည်တို့အပေဘုံတို့သွားရင်တော့အောက်ဆုံးလိုက်ကြလေဟာဟုတ်ပါမလားတက်ပါသေးဗျစုံလိုက်ရုံအောက်ကိုဟင်အပေါ်ကနေအောက်ဆိုတော့ဘယ်နဲ့တော့ဟင်ဆင်းမို့တောင်လို့သေးလားရှော့ဟာဟုတ်ကလားအပေါ်ကနေအောက်ဆိုတော့ဘယ်နဲ့တော့ဟင်ရှော့တာရုံမဲမို့ဘယ်နဲ့တော့များမတက်တာဘူးလားဟင်တက်တာလည်းဆိုကောင်းနေမဟုတ်ဘူးလားဘာဖြစ်လို့တော့များဘာဖြစ်လို့တော့များဟုတ်ပြီတက်တာတယ်ဖွာရဲ့ဟင်ဘာတော့ကြိုးစားဖို့ဘာမှလိုပဲနဲ့ဟုတ်ကလားလက်ရှိရှိတဲ့ညင်တိုင်းလားဟဲ့တရားဤတိုင်းလားဒါလေးမေ့လိုက်ရုံမဲဟုတ်ကလားဟဲ့အဲ့တော့တို့လူဘဝနဲ့သာသနာခွင့်ရင်းတစ်ခုထင်တယ်ဟင်သာသနာနဲ့ခွင့်ရင်းတဲ့တို့လက်ထက်မှာရှိပြီဗျဟုတ်ကလားလူဘဝဆိုတဲ့လူခွင့်ရင်းဟောတို့လက်ထက်မှာရှိဗျတိုင်းခွင့်ရင်းကောင်းကြီးထင်တယ်ဟဲ့ပြီးတော့သာသနာဟောလွတ်မြောက်ကြောင်းကိုဖော်ထုတ်နိုင်တဲ့အတွက်သူလည်းတန်ဖိုးရှိထင်တယ်ဟဲ့တန်ဖိုးရှိတယ်လူဘဝကတော့အဲ့ဒီပြတဲ့လမ်းတိုင်းကွမ်းမယ်ဆိုကွာခွင့်ရှိတဲ့ဘဝဆိုတာတန်ဖိုးရှိဘဝထင်တယ်တန်ဖိုးရှိကာလနဲ့တန်ဖိုးရှိဘဝဟုတ်ကလားဒီလောက်ကောင်းတဲ့ဘဝကြီးကိုတို့ပဲနဲ့တော့ဟဲ့သူများကိစ္စတွေလုပ်ပြီးပြန်ကြမှာလားသူများကိစ္စတွေလုပ်ပြီးပြန်မှာလားဟုတ်ပါမလားဟုတ်မေးလို့ပြောတာပါဗျာတို့လဲရှင်နေရဲ့လဲမှာလူငါလို့သူမရှိဘူးလားသူဒီထုံကြီးရဲ့ချင်းကောမလို့ရဘူးလားဗျာပြိုးလို့ချင်းကောမလို့ရဘူးလားဗျာတခါတည်းဘဲရီတော့လှုပ်ဟဲ့ဘဲရီတော့ပိတ်ထားအောင်နဲ့ဒီတို့ကသူဖန်တီးရဘူးလားဗျာဖန်တီးတာဗျာသဘာပေါ်ချိန်ကြတော့အကုန်လုံးသူယူသွားတာပေါ့ဘာဖြစ်လို့တော့ဟုတ်ကလားသူလှုပ်တာပဲရသူဥသိလှုပ်တာလဲရှင်ကသူဥသိလှုပ်တာမှမဟုတ်တာအင်းကနေပြီးတော့ဘယ်နဲ့တော့တခါတလေလေးလိုက်ပြီးတော့ကြည့်ရုံလောက်ရှင်နေမှာပါအဲ့တော့သူလှုပ်တာသူရလားဘာဖြစ်လို့တော့သူကိစ္စလှုပ်လို့ဒါသူငါကိစ္စလှုပ်နေတော့လားဟုတ်ကလားဟုတ်ပါမလားလူငါကလေတို့တော့လောက်ခါလေးတော့နည်းနည်းတော့ပေးလိုက်မှာပါအလကားတော့လက်ကြီးတော့လွတ်လိုက်ပါဦးထမနေချင်းလားဟုတ်ကလားဗျာလုံးတော့မရဘူးလားဘာဖြစ်လို့တော့သူများကိစ္စကိုလုပ်တဲ့အတွက်တဲ့ရဟောနဲ့ရသမျှအကုန်လုံးပိုင်ရှင်အပုံအပ်ခဲ့ရတာထင်တယ်သူဘာရလိုက်တော့အနေချင်းလားအနေချင်းဆိုတာဗျာဟာလားဒီတစ်နှစ်အတွင်းလေးစားဖို့ရရိတ်ခါလောက်နေမှာပါအပူထိပေးလိုက်သလားဒီတစ်နှစ်သားတောင်လောက်ပါမလားဗျာတန်ရင်ဟာလားလှဝကြီးလားမဝတော့လားမဝတော့လောက်ပေးလိုက်တာဝကြီးတော့ဟုတ်ပါဘူးထမတို့ဘာလို့သရင်တိုင်ကဟောသူခမဒီလောက်ထိတမိုးလုံးဟုတ်ကလားတစ်ဖောင်းလုံးလောက်သွားတာမင်းကြိုက်တဲ့လောက်ယူသွားကွာသူကလည်းစိတ်ကောင်းရှိပါတယ်သရင်တိုင်ကဟောဒီလိုပေးလိုက်သလားဘာဖြစ်လို့တော့ဘာဟုတ်ကလားဗျာ
ရင်နိုင်ငံလည်းသူ့အတွက်သာသူစဉ်းစားမှာပေါ့သူကြည်ပွားဖို့ရလောက်စဉ်းစားမှာပေါ့ဟုတ်ကလားစရင်ကကြည်ပွားဖို့သူလေတော့ထုံတော့မှမဟုတ်ဖ ೇನೆ ဟုတ်ကလားဟဲ့အဲ့တော့တို့လည်းတာကိစ္စတွေဟုတ်ကလားဟိနှစ်မျိုးတာကိစ္စသူများကိစ္စကိုနှစ်မျိုးလုပ်နေတယ်ဟိတို့လောဘခိုင်းတာတွေလိုက်လုပ်နေရတာတဲ့ဟိတို့ဒေါကကိုလဲထွန်းကောက်ဖိုက်ကရောလောဘခိုင်းတာလုပ်ထားလားကိုယ်စိတ်နဲ့ကိုလှုပ်ထားလားဟုတ်ကလားလောဘကသူ့ရည်လားဒေါကမပါဘူးလားသူ့နောက်ကသူ့ကြည့်တဲ့ဟုတ်ဘူးဗျသူကအဖော်ပါတယ်ဒေါကကြီးတာလောဘကြီးတို့ထင်တယ်လောဘကြီးရင်တော့ဒေါကကြီးနိုင်ဘူးလားတို့မျိုးပေါ်ကြတော့ဟောဟဲ့အယောင်းဝယ်တွေမနဲ့များကိုကြိုက်တဲ့လောက်အိတ်ရဲလားလင်းအောင်အိတ်မယ်ဗျဟို9နာရီလောက်မှထားမယ်ဗျာသေးသေးရနိုင်မလားဘသူကနှိုးလို့တော့လောဘတွေနာတော့ကဟောပါဘူးလားသူတို့ကနှိုးလို့တယ်သူတို့နှိုးလို့တလောက်လောက်ရတယ်ထင်ဗျာဟုတ်ကလားရောင်းတော့ဝယ်တော့ဟောတဲ့သူကဟုတ်ကလားဟိုနှစ်ဖြင့်ကဘာတွေဘဲသွားပြီးဘယ်လိုဝယ်ရမင်းနဲ့သူကစီမံခန့်ခွဲမှုရှိဘူးလားလောဘကစီမံခန့်ခွဲမှုအတိုင်းဝင်ဝေရအောင်ဟောကြိုးစားပေးရဘူးလားအဲ့တော့ဘယ်လက်ကနေသူဝင်ဝေရှာပြီးညာလက်ကနေပြီးတော့ဒီလောက်သုံးပေးနဲ့ညာလက်ကအထွက်ကောမခိုင်းဘူးလားဘယ်လက်ကဝင်ခိုင်းတယ်ညာလက်ကထွက်ခိုင်းတယ်သို့မဟုတ်ဘယ်လက်ကရှာခိုင်းတယ်ညာလက်ကအသုံးခိုင်းဟုတ်ကလားသို့မဟုတ်ညာလက်ကရှာခိုင်းရင်ဘယ်လက်ကအသုံးခိုင်းနိုင်မယ်ထင်တယ်သူခိုင်းရတာထင်တယ်တို့ကဘာတွေတော့လောဘရဲ့ကျွန်နေထင်တယ်တဏှကျွန်လားလောဘကျွန်လားဒါရင်ကိုယ်ပိုင်လို့ရှိသလားတို့ကလူငှားတွေလားအမတို့မြို့ပေါ်ကတော့ကိုယ်ပိုင်နေမှာပါဗျကိုယ်ဆိုင်လည်းကိုမဟုတ်ဘူးလားခင်ဗျားကျုပ်ရှိမှုပြောတာကျုပ်ရှိမှုပြောတာနေမှာပါဗျာဟိုကြဆိုင်ပိုင်ပါဗျဆိုင်ပိုင်ပါဗျနဲ့နေမှာပါဟိုကြတော့ဘယ်လိုပြောတော့အမာဒီမို့ပြောတာပါဗျဟုတ်ကလားဗျလောဘခိုင်းတဲ့အတိုင်းလုပ်ရတာတင်တယ်လောဘကဒီလိုမကောင်းဘူးဆိုရင်ဒီလုံးနဲ့ရှာပေးလို့သူ့စိတ်တိုင်းညမရရင်ဟိုလို့ပြောင်းခိုင်းမှတင်တယ်ဟိုလုံးနဲ့သူ့စိတ်တိုင်းညမရရင်ဟိုလို့ဆက်ခိုင်းလို့မယ်တင်တယ်သူတော့ဟိုစီးပွားရှာတာညမှာတဲ့မလုံးနဲ့တော့ကွာလို့သူရှိမလားတို့ဘာတော့စီးပွားရှာမဖြစ်လို့အဖိုးကြီးဖွားကြီးဖြစ်တော့လေအဖိုးကြီးနဲ့ဖွားကြီးနဲ့တန်တော့သူခိုင်းမှတင်တယ်ဟုတ်ကလားခိုင်းသလားမခိုင်းဘူးလားဗျာခိုင်းသလားဗျာအဲ့တော့တို့ဟိုတနေ့ကုန်ဟုတ်ကလားလာကုန်နှစ်ကုန်ဟုတ်လားအသက်ကုန်တဲ့စီတိတို့လောဘခိုင်းတာလုပ်နေရတာထင်တယ်ဟုတ်ကလားအဲ့တော့တို့လုတ်သားလေးတော့ကြွေးထင်တယ်တရမဝါတော့ပါသေးထင်တယ်သူကမကြွေးပဲတော့ထားသလားကြွေးတော့ကြွေးသေးထင်တယ်သရင်တိုင်းလက်ထဲကသရင်ကလာစာလောက်တော့ရမှာပါဗျဒီလောက်တော့ရထင်တယ်ဒီလိုနည်းနဲ့လေတို့ကတဏှာရဲ့ကိစ္စတွေလိုက်လုံနေတာလည်းပဲဒါတကိစ္စထင်တယ်ကိုကိစ္စဟုတ်သလားကိုယ်ပိုင်စိတ်နဲ့လှုပ်တာဟုတ်သလားကိုယ်ပိုင်ဉာဏ်နဲ့လှုပ်တာဟုတ်သလားဒီလိုဆိုတာကတကိစ္စလားပရာကိစ္စလားပရာကိစ္စသူများလှုပ်တယ်လှုပ်ရတာကိုကိစ္စဟုတ်သေးဘူးဟုတ်ကလားဗျာတက္ကပြောကြဗျာတော့ဒါကအတွင်ပိုင်းပြောတာပေါ့လေအပြင်ပိုင်းကြတော့အိမ်တော်သားမွေးမှုပြုလားဗျပြုတော့မရယူတယ်ဆိုတာသူ့သမီးကိုတောင်းကိုယ့်အိမ်မှာခေါ်ပြီးတော့တက်လှုပ်ကြွေးနေရတာထင်တယ်ဒါသူ့မိဘနဲ့မလှုပ်ကြွေးရမှာဗျဟုတ်ကလားအဲ့တော့သူ့မိဘနဲ့မမွေးတာသူ့တော့မရယူတယ်ဆိုတာသူ့သမီးကိုတောင်းကိုယ့်အိမ်မှာခေါ်ပြီးတော့တက်လှုပ်ကြွေးနေရတာထင်တယ်ဒါသူ့မိဘနဲ့မလှုပ်ကြွေးရမှာဗျဟုတ်ကလားအဲ့တော့သူ့မိဘနှစ်ပါးမွေးတာသူ့မိဘနှစ်ပါးတောင်းရှိတာကြီးကိုတို့ကအိမ်ခေါ်ပြီးကြွေးနေရဟုတ်တယ်နဲ့လင်းယူတာကခုနပြောလို့မိသူများမိဘနှစ်ပါးကမွေးထားတဲ့ယောက်ျားကိုကိုယ်အိမ်ကိုလက်ခံပြီးတော့လှုပ်ကြွေးနေရတာတင်တယ်ဒါဟာတို့သာလက်မခံလို့ရှိရင်သူ့မိဘနှစ်ပါးရဲ့တောင်းမဟုတ်ဘူးလားဟုတ်ကလားဗျဒီလိုဆိုတို့အဲ့လိုတက်ပြန်တော့ကိုကိစ္စကိုလုပ်နေတာလားသူများကိစ္စလုပ်နေတာလားပရာကိစ္စပဲဟုတ်ကလားဗျာတို့ပြောလို့ပါဗျာပရာကိစ္စဟုတ်မယ်မထင်ပါဘူးပရာကိစ္စလားတို့ကတော့တာကိစ္စထင်တာပဲကိုကိစ္စလုပ်နေမဟုတ်ဘူးပြောဗျာဟုတ်ပါမလားဗျာသူများကိစ္စလုပ်ရလို့ဘယ်နဲ့တော့သူ့အိမ်ကသမင်းစားလုပ်ရတာလားကိုသမင်းကိုရှာစားလုပ်ကြွေးနေရတာလားတိုင်းကိုသမင်းကိုစားပြီးဘာကြီးနွားငှားကြောင်းပေးနေရတာဟုတ်တယ်
တာကိစ္စလားပရာကိစ္စလားတကားတဲ့အဲဒီကသူမိတစ်ဖက်ကမိဘနှစ်ပါးကမွေးတဲ့သားယောက်ျားနဲ့တစ်ဖက်ကမိဘနှစ်ပါးကမွေးတဲ့သမီးမင်းကလေးပေါင်းတင်ရဟုတ်ကလားပေါင်းလုံးကတော့လောကကြီးမှာ2ယောက်သေးဆိုပေါင်းတာပါဟုတ်ကလားဗျာတို့တော့ဧည့်တွေကအိတ်ခမ်းထဲကနေစောင့်နေတယ်ဗျတော့တယောက်ပြီးတယောက်ဟောသားလေးဟောသမီးလေးနဲ့လာဘူးလားသားလေးတွေသမီးလေးတွေရလားဗျဟုတ်ကလားဗျသားလေးတွေသမီးလေးတွေရတော့ဒီသားကြီးကြီးမှဒီသမီးကြီးကြီးမှနဲ့တို့ကရှာကျွေးနေရတယ်နဲ့ဟောတော်လေးကြာတော့သားဖြစ်ချွေးမကသူ့ပိုင်ပစ္စည်းဆိုတော့ခေါ်သွားတယ်ဟဲ့သမီးဖြစ်တော့ဟောသမက်ကသူ့ပိုင်ပစ္စည်းဆိုတော့ခေါ်သွားတယ်နဲ့ဟဲ့အဲ့တော့ဒီသားတွေသမီးတွေကျွေးနေရတာဟောကိုကိစ္စလားသူများဖို့ကျွေးနေရတာလားအဲ့ဒါလည်းချို့တို့ဘာတော့တမက်ဖို့ချွေးမဖို့မွေးမြူပေးနေရတာထင်တယ်ဟဲ့ဒါကောတာကိစ္စလားပရာကိစ္စလားဒါတော့မဲဟိုတို့တာဖြစ်ခဲ့လို့အလူကံဖြစ်တဲ့သမီးကသူခံသွားတာတော့ဟုတ်ကလားဒါငါသားလေးလို့ဆွဲလို့ရှိရင်အမေမြီးပါဆက်ပြီးတော့တောင်ရွာတော့မထင်ဟုတ်ကလားဟဲ့ဟိုသူ့လက်ထက်ရောက်သွားပြီအလူကံပုဂ္ဂိုလ်လက်ထက်ရောက်တာတော့စေနာပြတ်ခဲ့လားပြတ်ဘူးလားပြတ်ဘူးလားပြတ်ဘူးဆိုတော့ငါသားလေးဆိုတော့ရလာတဲ့ကလေးလေးကြတော့ဟောငါအမီလေးဆိုဟုတ်ကလားဗျအဲ့တော့ကဲဘယ်နဲ့တော့အဲ့ဒီမီလေးအတွက်ခေါ်ဆက်ပြီးတောင်းရွာသေးတယ်ဟုတ်ကလားဗျအဲ့တော့ဘောတဲ့ကမီလေးကိုတို့ကဆက်တောင်းယူတော့အဲ့ဒီမီလေးကတို့ဘူးလားသူများပို့လားတို့ရမှာလားသူများရမှာလားတိုင်းတို့အဲ့ဒါတွေကတာကိစ္စလားပရာကိစ္စလားဟုတ်ကလားဗျတာကြီးကြီးမနဲ့ဟုတ်တာကြီးကြီးတော့မြည်ချီရမှာပေါ့နေထင်းအောင်ဟုတ်တာကြီးတော့ဘာဖြစ်မလို့ဟုတ်ဗျာအဲ့တော့မြည်ချီရတာတော့ခါသေးဗျတာဖြစ်သူကရော့ကျုပ်သားထိမ့်ပေးသားလို့ဘယ်တော့မှပြောဘူးအမေကြီးလေးထိမ့်ပေးသားမအောင်နဲ့ဘယ်လိုလဲတော့ကျုပ်သားထိမ့်ပေးသားဒီလိုလာတာလားဘယ်လိုလာတော့အမေကြီးလေးတဲ့ဟုတ်အဲ့တော့ဘယ်နဲ့တော့ဟောဟုတ်ကလားပြုံနဲ့အမငါမိလေးနဲ့ဟုတ်ဗျာအော်မငါပါကြီးမနဲ့ပါကြီးကြီးတော့ဘာဖြစ်တော့ငေးချီတာတော့အမဲသူသားလို့မထင်ရဘူးတဲ့မထင်ကြရဘူးဗျအမေကြီးလေးတဲ့ဗျဟုတ်ကလားဗျအဲ့တော့တို့ဟာတွေဟောပဲနဲ့တော့ပြုံနဲ့ပြီးတာတယ်နဲ့ဒါနဲ့ပဲတို့အခုပဲနဲ့တော့ဟဲ့အသက်ဒီဘယ်လောက်ရလာကြပါတော့အသက်ဒီဘယ်လောက်ရလာကြပြီလို့မှန်းပါတို့ဟာလာ10နှစ်သားလောက်ဆိုရင်တော့ဒါနေထွက်တပြူဟုတ်ပြီတို့17နှစ်ကအနှစ်20ဆိုတာခိတ္တဓာတကဆိုတာပြောတော့ပါတော့ရွယ်ဟုတ်ကလားဟဲ့ဒါဆိုနေထမ်းတပြူဟုတ်ကလားဗျဒီဟာရဲ့အပြူရဲ့လူပြူရဲ့နဲ့အိမ်တော်ရဲ့သားကြလို့ရှိရင်တော့သုံးကံဝင်ပြီဟုတ်ပြီသုံးကံဝင်ပြီဗျဒီလိုနဲ့သားတယောက်သမီးတယောက်သား2ယောက်သမီး2ယောက်ရပြီအသက်ကလည်း40လောက်ရှိရင်တော့မွန်းတက်ပြီ50လောက်ဆိုရင်တော့မွန်းတိတ်နေထင်တယ်60လောက်ကြောက်ပဲနဲ့နေဆောင်ဝင်တော့မနော်နေဆောင်ဝင်တော့မနော်အခုဘယ်နဲ့တော့ငါမီးလေးနဲ့ဘယ်နဲ့တော့နေထွက်တပြူလားဘယ်လိုဗျာအောင်မညီးထွက်တာဗျဖိုးထွက်တာမဟုတ်ဘူးမြည်စိတ်ပေါက်နေပြီထင်တယ်အောင်မနေထွက်တပြူတဲ့ဗျာမြည်ထွက်တာဗျဖိုးထွက်တာမဟုတ်ဘူးဟုတ်မြည်နဲ့ဖိုးနဲ့များဟာပြန်များလဲထားသလားပါတော့မြခဏဟုတ်သိမင်းကြီးမျက်စိလဲအောင်များမင်းကဖိုးလောက်ကငါကမြည်လောက်ကများလုံနေသလားပါတော့ခင်ဗျာဟုတ်တယ်လေအဲ့တော့တို့ဒီလိုနဲ့သူများကိစ္စတွေလှုပ်လာလိုက်တာတို့ဟုတ်ကလားမွန်းတဲ့တော့ကတော့ဘူးထင်တယ်နေစောင်းမလားစောင်းနေပြီထင်ဘာတဲ့နေစောင်းမလားဝင်တော့မှာဆိုပါလားဒါဆိုရင်တော့ဟုတ်ကလားကြိုးစားပြီးလှမ်းနိုင်တော့စဘာတစ်ဖြာတော့ချုပ်နိုင်ပါပြီဟုတ်ကလားနေဝင်ငါနီးကိုတို့ပဲနဲ့တော့ဟဲ့ကြိုးစားပြီးလှမ်းနိုင်စဘာတစ်ဖြာတော့မချုပ်နိုင်ဘူးလားချုပ်နိုင်သေးတယ်ဟုတ်ကလားနေဝင်မှာဆိုရင်ကိုယ်နေဝင်မှာမှသိဖို့တော့အရေးကြီးဆုံးပဲဟုတ်ကလားမသိခဲ့ရင်တော့သူများကိစ္စနဲ့ပြရမယ်
ဟုတ်ကလားဗျာဟင်အဲ့တော့အပြင်ကကြည့်လို့ရှိရင်လေသူများသားသူများသမီးလက်ခံထားပြီဟုတ်ကလားဟဲ့တခါသူများရဖို့တမိတ်ရဖို့ချွေးမရဖို့ရသားသမီးတွေလုံကျွေးဟုတ်ကလားအဲ့ဒီလိုင်းနဲ့သွားနေဟုတ်ကလားဗျာကိုလန်းကိုသွားဘူးရသွားလာဗျဟင်အတွင်းကကြည့်တော့လေကြိုက်တော့လေကြိုက်တာခိုင်းလို့တို့လိုက်လို့ရတယ်ထင်တယ်ဟဲ့တခါမကြိုက်ဘူးပြောပြန်တော့လည်းမကြိုက်ဘူးခိုင်းတဲ့အတိုင်းလိုက်လို့ရသေးတယ်ဟုတ်ကလားမတိတော့လည်းမတိသလိုလိုက်လို့ရသေးတယ်ဒီလိုလေအတွင်းကလည်းသူများခိုင်းတာလုပ်နေရဗျဒီလိုနဲ့တို့နေဆောင်ပြီဟုတ်ကလားဟင်သူများကိစ္စနဲ့ဟုတ်ကလားဒီလိုဆိုအပြန်ကြဘာပါမလို့ဟေးသူများကိစ္စလုပ်ပြီးပြန်ပါရမှာတော့အဲ့တော့တန်မိုးရှိတဲ့ဘဝအလကားဖြစ်နေဘူးအလကားနဲ့ချင်းကုန်တော့မယ်ဟုတ်ကလားဟဲ့တန်မိုးရှိတဲ့သာသနာနဲ့ကြုံပါရဲ့နဲ့မှကိုယ်ကိစ္စမလုပ်ရင်ကဲပဲ့နေတော့ဟဲ့အလကားနဲ့ချင်းကုန်တော့မယ်ဟုတ်ကလားတို့အလကားနဲ့ချင်းကုန်တော့မယ်အဲ့တော့တို့ဒီလိုပဲအလကားနဲ့ချင်းကုန်ကျင်မလားဟုတ်ကလားဟင်တခါတို့လူငါးကလေးတော့ရတယ်ဟဲ့ရလားဟင်ဖင်းတိုင်းနေရှိရင်တော့လူငါးကတော့မရဘူးလားတခါလေတို့အဖင်းနေအတန်နေအနနေလက်ရှိတဲ့တတန်းလျောက်ခံစားကြရဘူးလားဟုတ်ကလားဗျာအဲ့တော့ကိုကသွားကြည့်ရတာလည်းရှိတယ်သူများကလာပြတာလည်းရှိပါဟုတ်ကလားကြိုက်လို့ရှိတာကြည့်ရတာလည်းရှိပါတယ်မကြိုက်ဖင်းနဲ့ကြည့်ရတာလည်းရှိပါဟုတ်ကလားဗျာအဲ့တော့မကြိုက်လို့ကြည့်ရတာတော့ဗျာတို့မျက်နှာလွှဲလို့မရလို့ကြည့်ရတာဖင်းတကောင်ဖင်းကောက်ပါကြိုက်လို့ကြည့်ရတဲ့အချိန်မှတို့ဘယ်လောက်များပါလို့ကြိုက်လို့ကြည့်ခဲ့ရတဲ့အချိန်ပေါင်းဘယ်လောက်များပါလို့တက်ရှိတွေတက်မဲ့တွေဟုတ်ကလားဟင်ဘွဲတွေအားစားပေါ့လေဘယ်လောက်များပါလို့တို့မျက်လုံးထဲမှာပါရလိုက်တော့တိုင်းတို့ဒီတို့ဟွာခေါ်တာပေါ့ကွယ်ရူပတဏခေါ်တာပေါ့ဟင်အဖင်းကိုတတ်မဲ့တဲ့တဏခိုင်းနိုင်တို့ကြည့်ခဲ့ရတာတို့ပါရတော့ဟဲ့ဒီအတိုင်းမှာပဲအတာနေမှာလဲကိုကြိုက်လို့နားထောင်ခဲ့ရတဲ့အချိန်မှဘယ်လောက်တော့ဟဲ့ဒီလဲတာတဏလို့ခေါ်တယ်တဏခိုင်းနိုင်လုပ်ခဲ့ရတာတို့နားတဲ့ဘာချမ်းနော်ဟင်ဒီတိုင်းမဲ့အနငေါဟဲ့တို့အရသာဆိုပူတွက်လို့ကောင်းဟုတ်ကလားလူတယောက်ငယ်တဲ့အရွယ်ပြီးတော့လူလာပိုင်းအရွယ်ကြီးတဲ့အရွယ်သုံးပိုင်းရှိတဲ့တဲမှာဖျားမြလုံးတွေ့ရင်တစ်ထပ်ကိုနို့စီဘူးတစ်လုံးတော့ကုန်မယ်သားနိုင်တဲ့ရွယ်မှာတို့တော်ဆိုနို့စီဘူးနှလုံးတော့ကုန်ပါတယ်သမင်းတဲ့သားတာဟုတ်ကွမြို့လုံးမဟိုဘာတို့မနဲ့လင်းထားနဲ့ပေါင်မုံလေးတို့ဘာတို့ဘာမှပါပဲနဲ့ဟုတ်ကလားဟဲ့အဲ့တော့မစားနိုင်တာနဲ့စားနိုင်တာနဲ့အဲ့ဒါကိုဖျားမြရင်မနဲ့နို့စီဘူးတစ်လုံးတော့ကုန်နိုင်တယ်ထင်တယ်ဟဲ့ညနေနို့စီဘူးတစ်လုံးဆိုနှလုံးထင်တယ်ဟဲ့မစားတဲ့နေ့ရှိသလားအဲ့တော့ဒီနေ့နို့စီဘူးနှလုံးနဲ့တွေ့ရင်ဟုတ်ကလားတလားဆိုရင်လုံး60ထင်တယ်ဒါတို့တကောင်ဖင်းကောက်လို့မရတဲ့ပဲပြုတ်တို့နံပြားတို့ခေါင်းချင်းပေါင်းတို့ခဏထားလိုက်စို့ဒါတကောင်ဖင်းကောက်လို့မရကောက်လို့ရတာနဲ့တွက်ကြည့်ဟုတ်ကလားအဲ့တော့တို့တွက်လို့ရအောင်လေးလုံးပို့ထက်လိုက်ဟုတ်ကလားဒီလိုဆိုရင်တို့တလားကိုတစ်ခွဲထင်တယ်တို့စားကြတာလေတလားတစ်ခွဲဆိုတစ်နှစ်ဆိုတော့12ခွဲထင်တယ်6တင်း10နှစ်ဆိုရင်တင်း60ဟုတ်ကလားအနည်း20ပြည့်တဲ့ပုဂ္ဂိုလ်120ထင်တယ်ဟုတ်ကလား30ထိရောက်တဲ့ပုဂ္ဂိုလ်ကြတော့ဟော180ဗျာ40ကြရင်ဟော240ဟုတ်ကလားဗျာ50ထိရောက်တဲ့ပုဂ္ဂိုလ်တွေဟောအတင်း300ဟုတ်ကလားတို့ဥစဉ်အောင်ကြီးတက်ဘယ်လောက်ရှိ60အတွက်အဲ့တော့အတင်း60နဲ့တော့ဘယ်လောက်တော့360အဲ့ဒီ360ကသူ့ကြီးတဲ့ဝင်သွားတာလားအသားပိတ်တာချင်းဘယ်လောက်တော့ငါပိတ်တာချင်းဘယ်လောက်တော့ကျက်တုံပိတ်တာချင်းဘယ်လောက်တော့ခလုံးပိတ်တာချင်းဘယ်လောက်တော့ခင်ဗျအဲ့ဒါကြီးကကိုတော်နဲ့ထဲတာဘယ်လောက်ကြီးမဲ့ထင်တော့ဟဲ့အဲ့ဒါကြီးကခဏမစားဘဲနဲ့ကိုတော်နဲ့ထဲထားရင်ဒီကောင်360နဲ့ညီညာတော့စီပိတ်တာချင်းနေလေစားပိတ်တာချင်းနေဟင်းရွက်ပိတ်တာချင်းနေကျက်သုံးငရုပ်ဟုတ်ကလားဗျဒါကို60အတွက်ထားပါဟုတ်ကလားကိုယ်တဲ့နဲ့ကိုတွက်ကြည့်ဟုတ်ကလားတို့ဘာရလိုက်တော့အသားသာအားရှိတယ်ဆိုတို့ဥစဉ်အောင်ကြီးဆိုဆင်3ခေါင်လောက်တော့မနိုင်တော့ပြီသူစားထားတဲ့အသားပိတ်တာချင်းလိုက်ဆိုမကြည့်သားကြတော့ကောင်းတော့တကောင်တော့မနိုင်ရမယ်ဗျဟုတ်ခင်ဗျအသားသာအားရှိခင်ဗျားတို့ပဲပြောတာပဲမတော့ဟေးဒါတွက်လို့ရတာပြောတာလေဟုတ်ကလားအဲ့တော့တို့ဒီတဏှာခိုင်းတိုင်းလှုပ်လာတဲ့အာယုန်နဲ့ခံစားခဲ့တာဟောတို့ဘာကြံလို့ဟဲ့ပန်းကြံမရဘာမှတော့မကြံတာနော်ဘာမှတော့ကြံသေးတယ်ဟုတ်ကြိုက်ဆွဲကြည့်သေးတယ်မကြိုက်ဆွဲကောမတိဆွဲကော
အဲ့ဒီကြိုက်ဆွဲလိုက်တို့ပြိတ္တာသွားမှာမကြိုက်ဆွဲလိုက်ငရဲသွားဟုတ်ကလားမတီဆွဲလိုက်ဟုတ်ကလားတိဋ္ဌာန်မသွားဦးမယ်ဟုတ်ကလားဗျဟင်လွတ်ပါမလားဟဲ့ဘာမှလည်းမရလိုက်ဘူးဟုတ်ကလားဘာမှတာမရလိုက်တာဘာမှတွေရနေသေးတယ်ဗျဟုတ်ကလားကို့ဖို့တာမရတာသူ့ဖို့တော့ဘယ်နဲ့တော့ဟဲ့ကိုကိစ္စထင်ပြီးလှုပ်ထားဘသူကိစ္စအတုံးဟုတ်ကလားဟင်ဘယ်နဲ့တော့ဦးစိန်အောင်ကြီးကိုကိစ္စလှုပ်ထားလားသူများကိစ္စလှုပ်ထားလားဟုတ်ကလားဗျာတို့ပြောလို့လားဗျာတို့ပြောလို့သူများကိစ္စပြောတာနေမှာပါဗျာခင်ဗျာကိုကိစ္စထင်နေမှာပါဘယ်လိုထင်တော့ခင်ဗျာအမအင်းတိုင်းကိုအခုပဲနေတော့60ဆိုရင်တော့နေစောင်းမိထဝင်ကနေထင်တယ်အဝင်မိထင်ဝင်ကနေထင်ဟင်သဘာလှမ်းနိုင်နေရင်တော့6တော့6နိုင်နေပြီဗျာခင်ဗျာကလှမ်းနေသိရှိသလားဟုတ်ပါဟင်ဘယ်နဲ့တော့အရိတ်ထဲလှမ်းပါလားအပြင်ထွက်လှမ်းပါလားထိပါဗျာမြည်ရိတ်ထဲတွင်းလှမ်းပါပါဟင်မြည်ရိတ်ထဲလှမ်းမှာမဟုတ်ဘူးလားဗျာဝင်းပြင်ထွက်လှမ်းပါလားဟင်ဟုတ်ပါမလားဗျာကျုပ်ကတော့မြည်ရိတ်ထဲပဲလှမ်းမယ်ထင်တာပါဗျာဟင်အဲ့တော့တို့လုတ်ခဲ့သမျှတွေတက်တန်းနဲ့များဟာကိုယ်ကိစ္စရှိသေးဘူးဗျာဟင်ကိုယ်ကိစ္စရှိပါလားလူဖြစ်ဖို့ဘယ်လောက်လုပ်ပြီးပြီတော့လူဖြစ်ဖို့ကောင်းမှုဘယ်လောက်လုပ်ပြီးပြီတော့ဟုတ်ကလားငါကောင်းရောဆိုခုနတို့ပြောခဲ့ပြီပဲဟဲ့ဖျားရှိခိုးတာတော့ဩကာသတပုံလုံးဖျားစီတင်ရောက်ဘူးကြောက်လားကောင်းရောဆိုပြီးဆွန်းထွက်လောက်နာတော့ဘုံကြီးတပိတ်နဲ့စိတ်တဲ့လားသိမလို့ညတိုင်းကိုယ့်အတွက်ဘယ်လောက်ရထားတော့ရသေးဘူးလားတိုင်းလူဖြစ်ဖို့အခွင့်အရေးတော်တော်နည်းနေပြီထင်တယ်တိုင်းရောလူဖြစ်ဖို့တာနေတာပါနတ်ဖြစ်ဖို့တော့လားတော်လေးရှိပါတယ်လောက်ကြောမယ်ဗျာနတ်ဖြစ်ဖို့လားတော့တော်လေးရှိထင်တယ်ဟုတ်ကလားလူနဲ့နတ်ကရောက်ဖို့နေလို့ပါအမဗြဟ္မာအတွက်တော့တော်တော်လေးစုမိပြီထင်တယ်ဗျာခမရဝေးပါတယ်နဲ့မရှိသေးပါကြီးတဲ့ဘာကြလို့ညခမရကိုကိစ္စအတွက်ကျတော့ဝေးပါသေးတယ်နဲ့မရှိသေးပါကြီးတဲ့တိုင်းဦးစိန်အောင်ကြီးကလူတွေနတ်တွေဗြဟ္မာတွေဖြတ်ကျော်ပြီးအရိယဘုံတန်းသွားမှာထင်တယ်ပဲဟုတ်လားမဘယ်ကြောင့်အများထိုးသွားမှာပါလေကြည့်ပါဦးသူလူတွေနတ်တွေဗြဟ္မာတွေသွားချင်မပေါ်ဘူးခဲ့ဒီဦးစိန်အောင်ကြီးဟုတ်ကလားဒါတွေဖြတ်ကျော်ပြီးအရိယဘုံနဲ့တန်းဝင်မဲ့ဘုံထင်တယ်မဖရာတယ်ထီထိုးပြီးစိတ်ကူးရင်တာထင်မှာဗျာဟုတ်ကလားနှစ်ကြပိတ်ပြီးစိတ်ကူးရင်နေတာထင်မှာဗျာဦးသိန်းအောင်ကြီးကနှစ်ကြပိတ်ပြီးစိတ်ကူးရင်နေတာလားမထင်မောင်များကျုပ်တော့နှစ်ကြပိတ်ပြီးစိတ်ကူးရင်နေတာထင်တာပါထီတသိန်းပေါက်ခဲ့တော့နဲ့ဟုတ်ထင်တယ်ဟုတ်ကလားထီဖွေးရနီးပါပြီဆိုလေစိတ်ကူးရင်ကောင်းလေထင်တယ်ဟုတ်ကလားထီပိတ်ပြီးတဲ့ဆိုတော့ဟင်းဆိုပြီးရောတယ်ကိုလည်းဦးသိန်းအောင်ကြီးထီပိတ်တော့ဘယ်နဲ့တော့ဟင်းမလားခင်ဗျဘယ်လိုတော့လှုပ်ဖူးဦးသိန်းအောင်ကြီးခင်ဗျမဲလို့လည်းရတော့ဘူးခင်ဗျမဲလို့ရတော့ဘူးအဲ့တော့တို့ကိုကိစ္စကိုလောက်ကြသမှာပေါင်းတော့လူဘဝတန်ဖိုးကြီးလုံးလို့ပြီးတော့သာသနာပွင့်နေတဲ့ကာလကလည်းသူခဏထင်တယ်ဟဲ့တန်ဖိုးကြီးလုံးလို့တို့ဘာတော့ဖရာလက်ထက်တုန်းကဗာရာဏသီပြည်ထင်တယ်ကွဒနာဗလာတထေသားဟုတ်ကလားဗျသူကဂတိ80ကျော်ပါတယ်သူမိဘကတူတီတော်သားကိုရရှိရမြဂတိ80အကုန်ပုံပေးထားခဲ့ဂတိ80ဆိုတာတခါတန်း800ပြောတာထင်တယ်နဲ့သလားဗျတခါလေသူနဲ့ရတဲ့ဇနီးကလည်းပဲတူတီတော်သမီးအဲ့တော့သူမိဘကရှိသမျှဂတိ80အကုန်ပုံအပ်ခဲ့တယ်ဗျအဲ့တော့သူတထေသားကနေတထေဖြစ်သွားပြီထင်တယ်ပထမတော့တထေသားနေမှာပါဟုတ်ကလားမိဘတွေကမျက်စိမိတ်သွားတဲ့အချိန်ခေါင်းလွှဲသွားတဲ့အချိန်ကျတော့ဟောသူတထေဖြစ်ဟုတ်ကလားဗျတထေဖြစ်တော့ရှေ့ခေတ်ကမင်းတိုင်ပင်အမတ်လေဘောင်းဆိုကြီးပွားအောင်စီးပွားကိုရှာနိုင်တာဒီတထေတွေပဲထင်တယ်အဲ့တော့ဘယင်တွေကသူတို့ကိုဘယ်နဲ့တော့မင်းတိုင်ပင်အမတ်ရလို့ထားရတယ်ဟုတ်ကလားကြီးပွားကြောင်းစီးပွားရေးညံကြတော့တထေမှာလာရှိတယ်ဘယင်ကတော့အုပ်ချုပ်ရေးတာတတ်နေတာဟုတ်ကွဟုတ်ကလားဗျအဲ့တော့သူတို့ဒီဘယင်စီကိုတစ်နေ့တစ်ချိန်ခါသားရတယ်တထေတွေလေတစ်နေ့တစ်ချိန်ခါသားရတယ်ဒါကြည့်ဥဖျားလက်ထက်တုန်းကဖြစ်ခဲ့တဲ့ဟာပြောတာလေအဲ့တော့တို့ဒီဒနာဗလာတထေသားကအဲ့ဒီတို့နန်းတော်ကိုဝင်ပြီးခါသားရတယ်အဲ့တော့သူ့ဖြက်သေးခြင်းတဲ့ပုဂ္ဂိုလ်တွေကဟုတ်ကလားသူဒီအသိဉာဏ်ပညာမရှိဘူးဟုတ်ကလား
သိတဲ့ပုဂ္ဂိုလ်တွေကလမ်းခုလက်ကစောင့်တယ်အယသမားတီဟုတ်ကလားဗျာဘာဖြစ်လို့တော့ဘယင်းရှိဖြစ်စီရင်ဘယင်းကခံမလားဟဲ့အိမ်ဇနီးရဲ့စိတ်ရှိဖြစ်စီရင်ဟောအဲ့တော့ဖြစ်စီခြင်းလူတွေဟုတ်ကလားဂျားကဖြစ်စီတာများဟုတ်ကလားဟင်ခံရကဖြစ်စီပါမလားအဲ့တော့လမ်းကနေဖြစ်စီတယ်ပထမသွားတော့ဒါကလည်းကောင်းတဲ့ရက်တေးကောင်းတဲ့ရတာတွေနဲ့ကြွေးတယ်တိုက်ဟာသူကမတော့ဘူးကွာစောက်ကွာတန်ငါမလို့ဘူးကွာဟုတ်ကလားဟင်အဲ့လိုနဲ့ဝင်ပြန်ဟုတ်ကလားဒုတိယလည်းဒီလိုပဲသွားဒီလိုပဲသူကနေပြီးတော့ဆွဲဆောင်တယ်ဗျဟုတ်ကလားသူကဒါလည်းမလုပ်ဘူးကွာမစားဘူးကွာနှစ်ကြိမ်တော့ရတာပေါ့3ကြိမ်4ကြိမ်5ကြိမ်ကြတော့အာနာစိတ်ဆိုတာပေါ်တာပဲဟင်ဟုတ်ကလားဟင်အာနာစိတ်ဆိုတာပေါ်ဒီလိုဆိုတစ်ဖက်သားအလိုလိုက်သွားပြီအာနာစိတ်ဒီတစ်ဖက်သားအလိုလိုက်တာတယ်ဟဲ့ဟုတ်ကလားဟင်အာနာစိတ်နဲ့သူတိုက်တာလေးသူကျွေးတာလေးစားလိုက်ရင်ဟုတ်ကလားတချီတော့မကောင်းဘူးပေါ့စားပါများသိုးတာလည်းမကောင်းနိုင်ဘူးလားဟင်ကောင်းတာဖြစ်ဖြစ်သိုးတာဖြစ်ဖြစ်ချက်ချင်းဝါဒနာပါတာမဟုတ်ဘူးဗျာတစားနဲ့မှဝါဒနာပါတာဟုတ်ကလားဗျာကောင်းတာလည်းချက်ချင်းကြီးဝါဒနာပါလို့လားသိုးတာကချက်ချင်းကြီးဝါဒနာပါလို့လဲကြင့်ယူရတာပဲထင်တယ်အဲ့တော့ဒီအာနာတာကတစ်ဖက်သားစိတ်တစ်ဖက်သားအလိုလိုက်တာနောက်တော့စိတ်ပါလာတော့စိတ်လိုလိုက်ပြီးထင်တယ်ဟင်ပထမတော့သူတိုက်လို့တောက်သေးဟုတ်ကလားသင်ကြည့်ပေးနိုင်သေးတယ်နောက်ကြတော့သူမတိုက်ရင်တောင်းသေးလားဟေ့ယူလားကွာလို့တော့မှာဟင်သူမတိုက်တော့ဘယ်လိုနေမလို့ဟဲ့စိတ်ပါလာတော့စိတ်လိုမလိုက်ဘူးလားအာနာရာကဟောသူတစ်ပါးလိုလိုက်တာဗျဟုတ်ကလားစိတ်ပါတာကကိုယ်လိုလိုက်ပြီးထင်သဗျာအဲ့တော့တခါတည်းမတော့ရမနေနိုင်ဖြစ်လာတော့နောက်တော့ဒီအယသမားတွေကအိမ်လိုက်တောက်တော့တာထင်တယ်ဟဲ့ဟုတ်ကလားငါးများတဲ့ပုဂ္ဂိုလ်ကငါးလေးနဲ့များ၍ငါးကြီးယူတဲ့ခဲ့သို့ဟုတ်ကလားတစ်ဖက်ကဖြက်လို့တဲ့ပုဂ္ဂိုလ်သည်ဟုတ်ကလားသူကအလိုလိုက်ပြီးမှသူ့အလိုကိုနှိုက်ယူတာမဟုတ်ဘူးလားဒါထုံးစံပဲဗျဟုတ်ကလားဗျအဲ့တော့သူအိမ်အယသမားတယုံနဲ့မိမဖြစ်သူကလည်းလင်ပါလို့အလိုလိုက်တယ်ဗျဟုတ်ကလားဘာလို့ဟုတ်ကလားအဲ့တော့တခါတည်းသူ့အိမ်ကတစ်ထိပ်အိမ်ဖြစ်မဲ့သားအယသမားအိမ်ဖြစ်သွားတယ်ဟုတ်ကလားဗျအဲ့တော့ဒီလောက်သုံးနေပြီးသုံးနေတဲ့ပုဂ္ဂိုလ်ရှားခြင်းရှိပါအောင်လားရှားနေတဲ့ပုဂ္ဂိုလ်သာသုံးခြင်းမရှိတာဗျဟုတ်ကလားရှားနေတဲ့ပုဂ္ဂိုလ်သာသုံးခြင်းရှိခြင်းရှိမယ်ဗျဟုတ်ကလားသုံးဖြုံနေတဲ့ပုဂ္ဂိုလ်ရှားခြင်းမရှိဘူးဒီလိုဆိုရင်ဒီဂတိ80ဟာတိုးတက်လာမလားဆုတ်ယုတ်သွားမလားနောက်ဆုံးကုံရောဗျဆုတ်ယုတ်ထားဘူးသူ့ဟာကုံတော့သူ့ဇနီးဂတိ80တောင်းအဲ့တော့သူ့သမီးကလည်းသူ့ဇနီးကလည်းအလိုလိုက်တယ်ဆိုတော့တောင်းတော့ပေးတာထင်တယ်ဟုတ်ကလားသူဇနီးကလည်းလင့်အလိုလိုက်တယ်ဆိုတော့သူများကိစ္စလုပ်နေတာပဲထင်တယ်သူကိစ္စလုပ်သေးတာဟုတ်ကလားလုပ်တော့အဲ့တော့တကားဇနီးရဲ့ရှိနေတဲ့ဂတိ80လဲသုံးလိုက်တာကောင်းရောဗျဟုတ်ကလားဘာကြံတော့နောက်တော့အိမ်ပေါင်3တိုက်ပေါင်3ဘုန်းကမနေနိုင်တော့ဘူးလေဟုတ်ကလားအရက်ကနေနိုင်ပါဦးမလားသွေးကလည်းတောင်းမိတယ်တဏှာရောမတောင်းဘူးလားသွေးကလည်းတောင်းပြီတဏှာကလည်းတောင်းပြီအဲ့တော့တောင်းမညသူပေးနေရတဲ့အတွက်ရှိသမျှတွေအကုန်လုံးပေါင်နှံရောင်းချပြီဟုတ်ကလားဗျာအရက်တော့ချင်းသူသည်ဟုတ်ကလားကိုပစ္စည်းတန်ဖိုးကပေးပြီဟုတ်ကလားအရက်တန်ဖိုးကကြီးနေမယ်ထင်တယ်ကိုကြိုက်တဲ့ဘက်ကတန်ဖိုးကြီးမယ်ကိုမကြိုက်တဲ့ဘက်ကတန်ဖိုးသိနေမှာဗျာအဲ့တော့မတန်တဆနဲ့ပဲရောင်းမှာထင်တယ်သူပစ္စည်းကြမတန်တဆနဲ့တည်းရောင်းပြဗျာဘန်းတော်ရက်တော့ပြီးရောဟုတ်ကဲ့ဟုတ်ကလားသူကြိုက်တဲ့ဘက်ကတန်ဖိုးကြီးနေမှာဟုတ်ကလားဒါနဲ့ကုံရောဗျာကုံတော့ဇနီးမောင်နှံ2ယောက်တရောင်းသားဘဝရောက်သွားတယ်တောင်းရန်စားနေရတယ်တဲ့နဲ့တော့သင်္ခါရဆိုတာပြုပြင်လို့ဖြစ်တာမှန်များပြက်တာပဲကြီးတယ်ထင်တယ်ဟုတ်ကလားဒါကတော့တထေးတွေကတော့အရက်ဖြက်လို့မူးလို့ထင်မှာတို့ကမေးပြက်ဖြက်နေတာဘယ်လောက်များတော့တဏှာပလတထေးသားကတော့မူးပြက်ဖြက်တာထင်တယ်သူရှာထားတာလေးသူပြန်ပြီးတော့တို့ဒီကမေးပြက်ဘယ်လောက်ဖြက်တယ်မူးပြက်နဲ့မေးပြက်ဘယ်ဟာကပိုဆိုးတော့ဟုတ်ပါဗလားဦးစင်းအောင်ခင်ဗျမူးပြက်လားမေးပြက်လားဘယ်နဲ့တော့ညမူးပြက်နဲ့မေးပြက်ဘယ်ကထိနာတော့ခင်ဗျဟုတ်ပါမလားဗျာပြက်ရောဗျာအဲ့တော့တောင်းရန်စားနေတရက်တော့တို့မိဂရာဝုံမှာနန္တိယသရုသားဆောက်ထားတဲ့တိုက်ရှိတယ်ဘုရားရှင်အဲ့ဒီမှာသတင်းသုံးနေတော့သူတို့လင်မယားနဲ့ကလာပြီးတောင်းပါပေါ်လေတန်ဃာရီကြံနဲ့ထမင်းကြံဟင်းကြံလေးစားဖို့ဆောက်ဟုတ်ဘုရားရှင်နဲ့နောက်ပါတန်ဃာတော်များကဖုံဖုံပေးနေတဲ့အချိန်ပေါ့လေအဲ့ဒီမှာ
လင်မယားနှစ်ယောက်ကစောင့်နေတယ်ဗျဒီသွန်းကြံကုန်းကြံလေးတဲ့တထောင်းသားဆိုတာအဥရတာလားအကြံရတာလားအကြံဆိုရင်တော့စီရီရဲနေမှာကောင်းနော်ဟင်အကြံကိုဗျဟင်ပိုကောင်းတယ်မမဖျားတယ်ခဏအကြံသားကျင်တာပေါ့ညာသားမလို့စောင့်နေတဲ့အချိန်မှာဖះကပြုံးတော်ဖို့ဟင်ဖះရှင်ပြုံးနေဆိုတာအကြောင်းပဲဘယ်တော့မှမပြုတ်ဘူးအဲ့တော့သူ့အမြဲတမ်းရှိနေတဲ့ညီတော်အာနန္ဒအရှင်ဘုရားဘာကြောင့်ပြုံးနေလဲဆိုတော့အဲ့ဒီသတိမောင်နှံကြည့်ပြီးငါပြုံးတာကွာဟုတ်ကလားဘာဖြစ်လို့ပြုံးရလဲဗျာအဲ့ဒီသတိမောင်နှံဟာပထမအရွယ်တုန်းကစီးပွားကြမယ်ဆိုသူဒီပထမတန်းတော့တတိဖြစ်မှာကွာဟုတ်ကလားတကယ်လို့ပထမအရွယ်မှာစီးပွားမရှာဘူးကွာတဲ့ဒုတိယအရွယ်လောက်မှရှာရင်သူဒုတိယတန်းတတိဖြစ်နိုင်လေတဲ့ဟုတ်ကလားဒုတိယမှာလည်းမရှာဖြစ်ဘူးထားကွာတဲ့တတိယအရွယ်လောက်မှရှာတော့သူတတိယတန်းတတိတော့ဖြစ်နေတဲ့ပုဂ္ဂိုလ်တဲ့နောက်ကန်ထင်တယ်ဟဲ့နောက်ကန်တုတ်အဲ့လောက်ကောင်းတဲ့ပုဂ္ဂိုလ်တဲ့သို့တော့ကန်တုတ်ဘလောက်ကောင်းကောင်းလက်ရှိကန်ကမှဖော်မထုတ်ရင်ဒီကန်ဟာကန်မဲထင်တယ်ဟဲ့အမိုက်တို့အောက်ရောက်နေတဲ့ရွှေဟာရွှေပဲထင်တယ်ဒီကမှဖြဲရက်ပြီးမရှာရင်လေဟုတ်ကလားဟဲ့အဲ့တော့သူ့မှာလောကီဘက်ကလည်းဘယ်နဲ့တော့တထေးဆိုတာပါဠိလိုတိဋ္ဌပဲတိဋ္ဌဆိုတာတထေးဖြစ်နိုင်မှာဟုတ်မလားဒီခုတောင်းရန်ပါနေရပါလေဟုတ်ကလားဗျာတခါလောကုတ္တဘက်ကကြည့်လို့ရှိရင်လည်းသူတို့ပထမအရွယ်ကျင့်လို့ရှိရင်လင်ဟာယဟန္တာကွာမရအနာဂံဖြစ်မဲ့ပုဂ္ဂိုလ်တဲ့ဟုတ်ကလားဒုတိယအရွယ်လာကျင့်မယ်ဆိုရင်လင်အနာဂံကွာယဟန္တာဂရဂံဖြစ်မဲ့ပုဂ္ဂိုလ်တဲ့မရကဟုတ်ကလားသူတို့တတိယအရွယ်မှကျင့်အောင်ကွာတဲ့အဲ့ဒီသူ့လင်ဟာဗဂရဂံဖြစ်နိုင်တယ်ကွာသူမရသောတာပန်ဖြစ်နိုင်နေတဲ့အခုလောကုတ္တသိသိဟာပဲဟုတ်ကလားဟိသူဘာရအောင်တယ်ရတိုက်တဲ့ကံတော့သူရှိတယ်ကံမရှိတာလားဟုတ်ကလားကံရှိတာပဲဟုတ်ကလားကံရှိတဲ့ကံကို तू ရေထွက်အောင်မတူးတာထင်တယ်ဟဲ့အဲ့တော့ဘာဖြစ်တော့ तू တောင်းစားဖြစ်နေတယ်ဟုတ်ကလားသူတောင်းစားနေရတဲ့ဘဝတင်တယ်ဟဲ့ဟုတ်ကလားတို့ဒီကောဟဲ့ဘယ်နဲ့တော့ဦးပြောင်ကြီးလည်းတောင်းစားနေရတယ်မှာသမီးရဲ့ငါ100လောက်ပေးသားမအောင်ဆိုရင်ငါ1000လောက်တော့ပေးသားဟာတောင်းနေလားခင်ဗျားကောဒါရင်ခွက်မပါတဲ့တောင်းစားနေမှာပေါ့ခွက်တော့ရှိတာခင်ဗျားလက်နဲ့တောင်းတာထင်တယ်ဦးပြောင်ကြီးကဘာနဲ့တောင်းလက်နဲ့တောင်းတာဟိုဒနာပလာတထေသနီးမောင်နာကတော့ခွက်နဲ့တောင်းတာထင်တယ်အဲ့တော့ခင်ဗျားခွက်တောင်းနဲ့လက်တောင်းရှိတာဒါပဲကွာထင်တယ်တောင်းတော့မယ်လားတောင်းရတော့လားဟုတ်ဗျာခင်ဗျားဘယ်လိုတော့ခင်ဗျားတောင်းရတော့မယ်လားဟုတ်ဗျာဟိုတို့ဒေါ်ဆိုးကြီးဘက်ကဟောဟဲ့ပါရေးငါပဲသွားမလို့ငါတော့1000လောက်ခရီးစိတ်ကလေးပြေးလိုက်ဦးခွဲပါသေးလားချွေးမဟောတောင်းရသေးလားတားကောတောင်းရသေးလားကိုဟာကိုတော်ကြီးပြိုးပြနဲ့ဖွင့်ပြီးယူသွားတာလားလှုပ်ဘူးအတူတူနေမှာပါဗျာဆိုတာချင်းတူတူဟုတ်တယ်အဲ့တော့ဖရာလက်ထက်တုန်းကတော့ခွက်တောင်းနဲ့လှဲ့တောင်းရတယ်ဗျာအခုလဲတို့ဘယ်နဲ့တော့ဟဲ့ကိုတီလာကိုမရှိရင်တော့ဘယ်နဲ့တော့ဟဲ့လက်တောင်းနေရတယ်ထင်တယ်တတောင်းသားကလွတ်ကလာဗျာဦးစင်အောင်ကြီးအကျန်းစားရတာတက်တာတယ်ထင်တယ်ဘာလို့အောင်မတောင်းငန်းကြီးကြတော့မျက်နာလေးကပဲနဲ့တော့ခတ်တင်းနေတယ်ခတ်တင်းနေနဲ့တောင်းတာလားခင်ဗျာနာကြသို့